နော်တောင်ပေါ်သူလိုအပါကခက်မဲမဲဟိုညူညူနဲ့တဲ့တယ်ရမရမရှင်ပြောလိုက်မလေးမဟုတ်ပဲရက်နေလာခဲ့မယ်လို့လုံးရဲ့စဉ်းစားချက်သူစနေရကိုတနေ့မှဘယ်လောက်ရှင်းနိုင်ရမလဲမပြီးနိုင်ဘူးတော့ခုရှိတီနော်မရှင်းနိုင်ဘူးတကယ်ပြဖျားစုမှုကျူးငါတော့အဲ့လောက်ထိမရှင်းတာဘူးငါတော့တောင်ရခုတ်စားတဲ့ဘွားပါညီမရဲ့နော်အော်မို့ရခိုင်တွေလက်တောင်ရခုတ်တာပဲလားရခိုင်လေးတောင်ရခုတ်တာပဲရှင်းလေးတောင်ရခုတ်တာပဲမျိုးလေးတောင်ရခုတ်တာပဲခမီလေးတောင်ရခုတ်ပါပဲအဲ့မျိုးနေမှာနေတဲ့ကောင်ရခိုင်ရခိုင်ပြောတော့တောင်ရလုတ်မစားဘူးဆိုတော့ဦးနှောင်းနိုင်ကိုလုတ်စားတယ်ဆိုမဟုတ်ဘူးပေါ့အဲ့ဟာညီနေနဲ့အဲ့ဒါတော့ကျွန်တော်ကြားဖူးတယ်ကျွန်တော်လုံးပြောထားပြီငါပြောရခိုင်ကွာငါများရှင်းကွာငါပလက်ဝမျိုးနေမှာနေကွာငါတောင်ရမလို့အဲ့ဒီဘသူအခွန်ကြီးမှသွားပြီးတဲ့ဒီခွန်ရမှာကွာဟုတ်တယ်ဒါတော့ကိုတတ်နိုင်တယ်လို့ကိုလုံနိုင်တယ်လို့လုပ်ကြတာပဲနော်ကြတာမှာကိုမရဲ့ဘသူခွန်ကြီးမှသွားပြီးငါလီခွင်းကြီးကိုအဲ့လီဧက600ခဏရအောင်ငါဘေးဧကမှာသွားထွင်ရမှာတော့ညီရအဲ့လိုချင်းမှာတွဲပြီးတော့လုပ်မယ်ကိုမကိုကြည့်အဲ့ဒါကြောင့်အစောနာငါတို့ချင်းမှာလည်းဦးနောက်ဟဲ့နောက်ပြီးမှလှုပ်ရှားတဲ့လူစိုက်ပျိုးရေးလေးကိုဦးနှောက်လေးကိုတုံးပြီးမှာဗောနော်စိုက်ပျိုးရေးလေးလုံးလုံးကျွန်တော်ပြောခဲ့မှာခုနကပြောခဲ့မလားဝဲမျိုးရေးစိုက်ပျိုးရေးလောက်ကိုလည်းကျွန်တော်လီပေါ်မှာလေးစိုက်ပျိုးရေးလုပ်ပေးကြပါအောင်အသက်ဝင်ပေးကြပါဦးတဲ့လီပေါ်မှာဘာတူလဲမသိဘူးလေးကိုငါတို့စိုက်ပျိုးရေးငါတို့ဇလက်လိုလားအိမ်ဘေးမှာတကားဘက်ကိုလှန်လိုက်ရတယ်အကုန်ရတဲ့အဆင့်ကိုရောက်အောင်လုပ်လို့ရတဲ့အဆင့်တော့ရှိနေကြပြီအခုဆိုငါတို့ကဘာလဲဆိုလျက်ဆက်လိုရဲမင်းလိုရဲနော်ငါတို့နေရာမှာမင်းရှိရမယ်မင်းရှိလို့ရှိရင်အကုန်ပြည့်စုံကြတယ်အဲ့ဟာတခုပဲလို့ကအဲ့ဟာကိုမရောက်နိုင်တော့ငါတို့ကနောက်ကိုဆွေးပြန်ငါတို့ကကြည့်ရအော်ဒီနေရာလုံးလို့ရှိရင်ကစီဘဘလောက်တိုးမယ်ဒီနေရာကိုဒီရှင်နဲ့ငါတို့လုတ်ကိုင်းမှဒီဟာကိုစောင့်နေရမယ်ဒီအရှင်ကိုငါတို့စောင့်ရမယ်အဲ့အရှင်ကရောက်လာပြီဆိုမှဒီလဲကိုလဲမယ်ဆိုပြငါတို့တွေ့ဟာလဲလုံးရင် You don't want bread man just now I saw bread အဲ့ဟာပြောနေရဲ့နော်အဲ့ဒါလည်းပေါက်တာပြောကြငါသမီးလေးအေးတားရီသမီးလေးညသမီးမဟုတ်ဘူးငါတို့ကနောက်ဆုံးကြရင်တော့ငါတို့ကြရင်ကားပြဖြစ်တော့ကန်ချခင်မှာလားမသိလို့ဒီလိုပြောပြီးနေငါတို့မှအဲ့လိုမျိုးစိတ်ဓာတ်မရှိဘူးမရှိဘူးနေတာတော့ပဲရှိရပါငါရွာရောက်ရင်မိမယူမယ်မရှိပါဘူးနေတာမောပဲရှိတယ်အိုးငါလုံးရဲ့ဓာတ်တစ်ချောင်း